နေပြည်တော်ကောင်စီဥက္ကဋ္ဌနေပြည်တော်စီပင်သားရေးကော်မတီဥက္ကဋ္ဌမြို့တော်ဝန်ဦးကံမြင့်တန်းသည်ပုပ္ပသီရိမြို့တောက်သုံးရီပေးဝေရေးအတွက်ချောင်းမကြီးဆယ်မှာပုပ္ပသီရိမြို့သို့ရေကူပေးပို့တဲ့ပိုက်လိုင်းကို OD 450mm HDPE ပိုက်ပေ9000အစားထိုးတက်တန်းခြင်းလုပ်ငန်းခွင်နဲ့တနတိတိရေးဆက်ရုံမှာလုပ်ငန်းလက်ပတ်နိုင်ရေးဆောင်ရွက်နေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပါရယ်လုပ်ငန်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီးတာဝန်ရှိသူများကရေပေးဝေနေမှုပိုက်လိုင်းတွေ့တန်းခြင်းလုပ်ငန်းအားလုံးရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနိုင်မှုနဲ့အဲ့ဒီပိုက်လိုင်းဆောင်ရွက်ပြီးစီးပါကချောင်းမကြီးဆယ်မှာပုပ္ပသီရိမြို့သို့ရေကူတင်ပို့မှုကိုအရင်ထက်ပုံမှုပြီးရေအရေးသွေးကောင်းမွန်သောရေကိုပေးပို့နိုင်မှာဖြစ်ကြောင်းရှင်းလင်းတင်ပြခဲ့ရာမြို့တော်ဝန်ကပိုက်လိုင်းတွေ့တန်းရမှာလုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစွာနဲ့ဤစနစ်တကျလျင်မြန်စွာနဲ့တည်ကြအောင်ဆောင်ရွက်ရန်အခုဆောင်ရွက်နေတဲ့ပိုက်လိုင်းတွေ့တန်းခြင်းလုပ်ငန်းပြီးစီးမှာပါသာပုပ္ပသီရိမြို့ပြည်သူများတို့အရေးသွေးကောင်းမွန်သောရေကိုပေးပို့ရမှာဖြစ်တာကြောင့်လုပ်ငန်းများအားသတ်မှတ်အချိန်တွင်ပြီးစီးအောင်အာသွန်ကွန်ဆိုင်စေတနာထားဆောင်ရွက်ရန်မှာကြားခဲ့ပါတယ်။အဲဒီနောက်မြို့တော်ဝန်တဲ့အဖွဲ့ဟာချောင်းမငယ်ဆယ်မရေကိုစင်အုံကမ္မတဆင့်တရက်ရေကာလန်6တန်းရယူပြီးတန်းစင်ဖြန့်ဝေပေးမယ်။တနတိတိရေဆက်ရုံမှာလုပ်ငန်းလက်ပတ်နိုင်ရေးဆောင်ရွက်နေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ပါတယ်။အဲဒီနောက်တာဝန်ရှိသူများကမကြမီရပိုင်းအတွင်းရေအပြည့်အဝပေးဝေနိုင်တော့မယ့်အခြေအနေများကိုရှင်းလင်းတင်ပြရာမြို့တော်ဝန်ကအခုရေဆက်ရုံဟာနေပြည်တော်ရဲ့တောက်သုံးရေပေးဝေမှုအတွက်အဓိကထောက်ပံ့ပေးမဲ့ဆက်ရုံဖြစ်တဲ့အတွက်ချိန်ကြီးဆောင်ရွက်မှုများကိုအမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရန်ဆက်ရုံပတ်ဝန်းကျင်တာယာလှပရေးကိုလည်းဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။